မင်္ဂလာပါခင်ဗျာဒီနေ့မှာတော့မြန်မာနိုင်ငံအတွင်းဖြစ်ပွားနေတဲ့အရေးကြီးဆုံးသတင်း10ခုကိုအသေးစိတ်ရှင်းပြပေးသွားမှာဖြစ်ပါတယ်လက်ရှိအခြေအနေတွေကိုနားလည်ဖို့အတွက်အဆုံးထိနားထောင်ပြီးပါခင်ဗျာပထမဆုံးသတင်းအနေနဲ့မြန်မာနိုင်ငံရဲ့နိုင်ငံရေးအခြေအနေကိုကြည့်မယ်ဆိုရင်လက်ရှိမှာပြည်တွင်းအခြေအနေမတည်ငြိမ်မှုတွေဆက်လက်ဖြစ်ပွားနေပြီးနိုင်ငံတကာအတိုင်းဝိုင်းကလည်းအထူးစိုးရိမ်နေကြပါတယ်အထူးသဖြင့်လူအခွင့်အရေးချိုးဖောက်မှုဆိုင်ရာသတင်းတွေအယက်သားပြည်သူများအပေါ်တက်ရောက်မှုတွေကိုစက်တိုက်ထုတ်ပြန်နေကြပြီးဆွေးနွေးညှိနှိုင်းရေးအတွက်တောင်းဆိုမှုတွေပုံမမြင့်တက်လာတာကိုတွေ့ရပါတယ်ဒုတိယသတင်းအနေနဲ့စီးပွားရေးအခြေအနေကိုဆက်လက်ကြည့်မယ်ဆိုရင်မြန်မာနိုင်ငံမှာငွေကြီးဖောင်းပွားမှုမြင့်တက်လာတာကြောင့်အခြေခံစားသုံးကုန်ပစ္စည်းတွေကနေစပြီးဈေးနှုန်းတွေဆက်တိုက်တက်နေပါတယ်ဒီလိုအခြေအနေကြောင့်အလုပ်သမားများနေစားလုပ်သားများအတွက်နေ့စဉ်အသက်မွေးဝမ်းကြောင်းကိုဆောင်ရွက်ဖို့ပုံမခက်ခဲလာပြီးလူနေမှုဘဝအဆင့်အတန်းတွေကိုလည်းထိခိုက်စေပါတယ်တတိယသတင်းမှာလျှက်စစ်မီးပြတ်တောက်မှုအခြေအနေကိုကြည့်ရမှာဖြစ်ပြီးရခိုင်ကထပ်ပုံမကြာရှည်လာတဲ့မီးပြတ်ချိန်တွေကြောင့်စက်မှုလုပ်ငန်းများစီးပွားရေးလုပ်ငန်းများအပြင်တာမန်ပြည်သူများ၏နေ့စဉ်ဘဝမှာပါအခက်အခဲတွေဖြစ်ပေါ်လာပါတယ်အချို့ဒေသများမှာမီးပြတ်ချိန်များကြောင့်ရေထုတ်လုပ်မှုစီးရုံဝန်ဆောင်မှုများတောင်ထိခိုက်မှုရှိနေလေလို့သိရပါတယ်စတုထသတင်းအနေနဲ့နေဆက်ဒေသများတွင်လုံခြုံရေးမတည်ငြိမ်မှုများဆက်လက်ဖြစ်ပွားနေပြီးတိုက်ပွဲများကြောင့်ဒေသခံပြည်သူများအိုးအိမ်ဆုတ်ခွာရခြင်းများတိုးလာနေပါတယ်။အချို့သူများသည်အိမ်နီးချင်းနိုင်ငံများသို့တွားရောက်ခိုလုံနေကြပြီးလူသားချင်းစာနာမှုအကူအညီများလိုအပ်နေပါတယ်။ပြင်စမသတင်းအနေနဲ့နိုင်ငံတကာအဖွဲ့အစည်းများကမြန်မာနိုင်ငံသို့အကူအညီပေးအပ်ရန်ကြိုးပမ်းနေကြပြီးမြဲလက်တွေ့အကောင့်ထည့်ဖို့ရမှာအခက်အခဲပြီးကြုံတွေ့နေရပါတယ်။လမ်းပန်းဆက်သွယ်ရေးအခက်အခဲများလုံခြုံရေးပြဿနာများကြောင့်အကူအညီများကိုလိုအပ်နေတဲ့ဒေသများထံသို့ရောက်ရှိရန်ခက်ခဲနေတယ်လို့သိရပါတယ်။6ခုမြောက်သတင်းအနေနဲ့ငွေလဲနှုန်းပြောင်းလဲမှုကိုကြည့်မယ်ဆိုရင်ဒေါ်လာနှုန်းမြင့်တက်လာတာကြောင့်တင်သွင်းကုန်ပစ္စည်းများဈေးနှုန်းများတက်လာပြီးနေ့စဉ်အသုံးပြုရတဲ့ပစ္စည်းများအပေါ်တက်ရောက်မှုကြီးမားလာပါတယ်။ဒါကြောင့်စီးပွားရေးလုပ်ငန်းရှင်များအတွက်လည်းကုန်ကျစရိတ်မြင့်တက်မှုကိုရင်ဆိုင်နေရပါတယ်။ခုနှစ်ခုမြောက်သတင်းမှာပညာရေးကဏ္ဍကိုကြည့်ရမှာဖြစ်ပြီးကျောင်းတက်ရောက်နိုင်မှုလျော့နည်းလာခြင်းသင်ကြားမှုအရေးသွေးကျဆင်းလာခြင်းတို့ကိုတွေ့ရပါတယ်။အချို့ကျောင်းသားများမှာအွန်လိုင်းသင်ကြားမှုများကိုအစားထိုးအသုံးပြုနေကြပြီးမြဲအင်တာနက်နဲ့စက်ပစ္စည်းအခက်အခဲများကြောင့်အားလုံးအတွက်မလုံလောက်နိုင်ပါဘူး။ရှစ်ခုမြောက်သတင်းအနေနဲ့ကျန်းမာရေးကဏ္ဍမှာစီးဝါးများမလုံလောက်ခြင်းစီးရုံဝန်ထမ်းများအခက်အခဲများကြုံတွေ့နေရခြင်းတို့ကြောင့်လူနာများအတွက်ဝန်ဆောင်မှုရရှိမှုကန့်သတ်မှုများဖြစ်ပေါ်နေပါတယ်။အထူးသဖြင့်နေဒေသများတွင်စီးဝါးရရှိနိုင်မှုပိုမိုခက်ခဲနေပါတယ်။9ခုမြောက်သတင်းအနေနဲ့လေယာစိုက်ပျိုးရေးကဏ္ဍတွင်မိုးလေဝသပြောင်းလဲမှုများရေရှားပါမှုများကြောင့်တီးနှံထွက်ရှိမှုလျော့နည်းလာနိုင်ကြောင်းကျွမ်းကျင်သူများကသတိပေးထားပါတယ်။ဒါဟာအစားအသောက်ဖူလုံရေးအပေါ်ပါသက်ရောက်မှုရှိလာနိုင်ပါတယ်။နောက်ဆုံးဒသမသတင်းအနေနဲ့လူမှုကွန်ရက်များပေါ်တွင်သတင်းအချက်အလက်များအမြန်စားဆုံးပြန့်နှံ့နေသည့်အချိန်တွင်မမှန်ကန်သောသတင်းများလေးများပြားလာနေပါတယ်။ထို့ကြောင့်ပြည်သူများအနေဖြင့်သတင်းများကိုစိစစ်ပြီးယုံကြည်စိတ်ချရသောသတင်းရင်းမြစ်များမှသာလက်ခံသင့်ကြောင်းကျွမ်းကျင်သူများကအကြံပြုထားပါတယ်။ဒီနည်းအတွက်မြန်မာနိုင်ငံအရေးကြီးသတင်းများကိုအသေးစိတ်တင်ဆက်ပေးထားတာဖြစ်ပါတယ်။သတင်းအသစ်များကိုဆက်လက်ရယူခြင်းနဲ့ဆိုရင် channel ကို subscribe လုပ်ပြီး bell icon ကိုနှိပ်ထားဖို့မမေ့ပါနဲ့ခင်ဗျာ။ကျေးဇူးတင်ပါတယ်